အားလုံးမင်္ဂလာပါကျွန်တော် YouTube channel ကပြန်လည်မှကြိုဆိုပါရစေဆိုတော့ကိုကဒီပညာရေး quality ကောင်းတဲ့ကိုလိုချင်တယ်ဈေးချိုတဲ့ဟာလည်းဖြစ်ရမယ်ဒါပြင်တော့ကျွန်တော်ဒီကျောင်းပြည်တော့အင်္ဂလိပ်စာကိုကောင်းလေးနဲ့ကျွတ်ကျွတ်ပြောနိုင်အောင်ဖြစ်ရမယ်နိုင်ငံခြားမှာလည်းပညာသင်ချင်တယ်ဆိုတော့ဒီ video ကိုအဆုံးထိကြည့်စေချင်တယ်ဆိုတော့ဒီနေ့အစီအစဉ်အတွက်တော့ကျွန်တော်ဒီအိန္ဒိယနိုင်ငံမက်ခလာပြည်နယ်မှာရှိရဲ့Union Christian College အကြောင်းကိုကျွန်တော်လေ့လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ Union Christian College ကဒီအိန္ဒိယနိုင်ငံမက်ခလာ State ဒီ Riboi District ပေါ့နော်မှာရှိတာဖြစ်တယ်သူကဒီ North Eastern Hill University ရဲ့အောက်မှာရှိရဲ့ college ကိုဖြစ်တယ်ပေါ့နော်ဆိုတော့ North Eastern Hill University or Nehru ကအိန္ဒိယနိုင်ငံရဲ့ Central University တစ်ခုဖြစ်တယ်ဒါကရမ်းမှာဒီနာမည်ကြီးဟာပေါ့နော်ဆိုတော့ဒီ college မှာတက်ချမ်းဖြစ်ဒီ Nehru ရဲ့ဘွဲကိုလည်းရမှာဖြစ်တယ်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုတော့ဘွဲအကောင့်လေးနာမည်ကောင်းတဲ့ဟာလည်းရမှာပေါ့နော်ဆိုတော့ဒီ Union Christian College အကြောင်းကိုဘာလုံးဘာ course တွေ offer လဲဘလောက်ဈေးတွေတော့နေပြရမလဲဆိုတာကိုသူကကြည့်အောင်ပေါ့နော်ဒီမှာကိုရဲ့ဒီ website ကိုဝင်လိုက်ပါပေါ့နော်ဆိုတော့ India ဟာပေါ့နော်ဒါသူ website ဖြစ်တယ်အရင်သူ campus ကအရင်လဲလာတာပေါ့ဒီ EI နားလေးမှာရှိရပေါ့နော်အရင်လာတယ်အရင်ဟို HR နဲ့campus လေးဖြစ်တာပေါ့နော်ဆိုတော့သူတို့ရဲ့ဘာ course တွေရှိလဲဆိုတာကိုကျွန်တော်အရင်ဆုံးကြည့်မှာဖြစ်တာပေါ့နော်ဆိုတော့ဒီ course ကိုကြည့်မယ်ဆိုတော့ဒီမှာသူတို့ offer တဲ့ course တွေဖြစ်တယ်ဟောသူတို့ကျောင်းမှာတော့ bachelor တွေပဲတက်လို့ရတာပေါ့နော်ဆိုတော့ဒီမှာ BCom Bachelor of Social Work BSc Home Science တော့ဒါပြင် Bachelor Art မှာဆိုတော့ဒီမှာရှိ English Economic တို့သူတို့ offer ထားရှိရယ် Science မှာဆိုရင်သူတို့က Mathematics Chemistry ပေါ့နော်ဒီဟာတွေဆိုဒီ course တွေကဒီမှာတက်လို့ရတာဆိုတာလေးကိုပြောချင်တာဖြစ်တယ်ဆိုတော့သူတို့ရဲ့ဒီကျွန်တော်ဈေးနှုန်းကိုပေါ့နော်အလုံးနဲ့တည်ချင်ကြမယ်ထင်တယ်ဈေးနှုန်းကိုကျွန်တော်ကြည့်မယ်ဆို admission ဆိုတဲ့မှာတွားပါပေါ့နော်ဆို admission ရဲ့မှာတွားပြီးမှကျွန်တော်ဒီ fees structure ပေါ့နော် fees structure မှာကျွန်တော်တွားမယ်ဆိုတော့ဒီမှာပေါ့နော် fees ရှိလာပေါ့နော်ဆိုတော့ဒီဟာကန်1500သူတို့ fees structure ဖြစ်တယ်ဆိုတော့ကိုက BA ကိုတက်ချင်တယ်ဆိုပါတော့ပေါ့နော်ဆိုတော့ BA ကိုတက်ချင်တယ်ဆိုတော့ဒီမှာတစ်နှစ်ကို4000နဲ့9000ပေါ့နော်ဆိုတော့9000ဝန်းကျင်အိန္ဒိယ9000ဝန်းကျင်ကုန်ပါပေါ့နော်ဆိုတော့ဒီမှာတစ်ခုကဒီမှာကလည်းဒီ hostel and accommodation fee ပေါ့နော်ဆို hostel မှာနေခလဲပါတော့တာပေါ့နော်ဆိုတော့လည်းပြောချင်တာဖြစ်တယ်ဆိုတော့ဒီဟာကကျူရှင်ခပါဝင်နေခပေါ့နော်စာခရံပါသေးဘူးနေခပါပြီပေါ့နော်ဆိုတော့အဲပါဝင်က4000နဲ့9000ပေါ့နော်9000တော့ကုန်ပါပေါ့နော်ဆိုတော့ဒီဟာတွေကတော့ဒါ table A ဖြစ်တယ်ဆိုတော့ table B ညာတွေကတော့pay တဲ့စနစ်ပေါ့နော်ဆိုတော့တစ်နှစ်ကိုလူကဒီ pay တဲ့ structure လေးဖြစ်တယ်ဆိုတော့ဒီဟာကတော့ ignore လို့ရအောင်ပေါ့နော်ဆိုတော့ဒီဟာကတော့နောက်ပြီးတော့ဒီမှာပေါ့နော်mass fee ပေါ့နော် mass fee ကစာခပေါ့နော်ဆိုတော့စာခအတွက်ကိုတော့တလားကို4500ပေါ့နော်ဆိုတော့4500ပေးရမှာဖြစ်တယ်ဆိုတော့4500ဆိုရင်တော့ဆက်လားဆိုရင်တော့ဘယ်လောက်လဲဆိုတော့9400လောက်ဖြစ်မှာပေါ့နော်ဆိုတော့စုပေါင်းလိုက်မယ်ဆိုရင်အားလုံးကဒီဟာတွေအပေါင်းပေါ့နော်ဒီမှာကခွန်ထောင်ပေါ့နော်ဒီဟာတွေကကျွန်တော်ဒီတစ်ခါပဲပေးရမှာဖြစ်တာပေါ့နော်ဒီဟာကတစ်ခါပေးရမှာဖြစ်တယ်ဆိုတော့အားလုံးပေါင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီသိန်းကျော်လေးဖြစ်တာပေါ့နော်အင်းညကသိန်းကျော်လေးဖြစ်တယ်ဆိုတော့ဒီဒေါ်လာနဲ့ဆိုတော့ထောင်ကျော်လေးပေါ့နော်ဆိုတော့အားလုံးနေနေပေါ့နော်ခဏဆိုတော့စာပြောတလို့ပဲခေါကပညာရေး quality လည်းကောင်းရမယ်ဒါပြီးတော့ဈေးလည်းတရှိရမယ်ဒါပြီးတော့ English ကဒီမှာဟိုကသူတို့ရဲ့ medium instruction ကအင်္ဂလိပ်လိုဖြစ်တယ်ဒီမှာတက်ပြီးတော့နော်အင်္ဂလိပ်စာကျွန်းကျင်ပြောရမယ်ဒါပြီးတော့အစင်းမြင့်တဲ့ text တို့ကနေပေါ်ရအောင်ပေါ့နော်ဆိုတော့အမျိုးလိုချင်တယ်ဆိုတော့ဒီ Union Christian College ကို recommend ပေးပါတာပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါဒီနေ့ဒီလောက်ပဲအားလုံးကျေးဇူးတင်တယ်ဒီပါ